ဒီဆိုပိုဆိုးတဲ့ holiday Christmas ဆို3ဆတော့ဖြစ်မှာငါပတ်စံကတော့အဖြတ်မခံပါငါအိမ်ထဲမှာပို့ရမယ်အိမ်သားခါရောက်တွေ့ရမယ်ဆိုတော့ငါတို့က Christmas ဆိုတော့ဘယ်ချိန်ပြောရမလဲမသိတကယ်ချင်းနဲ့ပြောနေတဲ့အချိန်ကတော့အလုံးနဲ့ပတ်စံရှာနေရအေးကွာမလေးရှားရောက်ဆိုတာအဲ့ဒီဝမ်းမြက်တယ်ဖျားကြောင်တိကမှုကပတ်စံတိကပတ်စံတိကတိဟိုတော့ဒါကတော့ Christmas တော့ပေါ့ချင်အေးကွာအေး Christmas မှာမလို့တော့ကတော့အခုတော့စပါမမောအကြောင်း Christmas မှာကွာမမေပြောင်းမဲ့တော့ရမှာတယ်အဲ့လိုပဲဒီနေ့တော့ကြောက်မယ်ချင်အေးဘယ်တော့ကြောက်ရချင်တာတော့တော့ဟယ်လိုဟုတ်တယ်ဒီဗလာတိုင်းတစ်သေးလေးဟုတ်တယ်ငါဒီမှာရွတ်ဆန်လာရောက်နေမဖျားတာရှိခိုးရတယ်လို့ကောင်းတယ်အားလေကုန်တိုင်းကောင်းလုပ်ထားတာဒီတော့မှ decoration ပြင်နိုင်ထားတယ်ရောက်နေတော့ကောင်းလုပ်ဟိုနေ့ကနင်တို့လုံးငါစီဝိုင်းပေါက်ချတော့လည်းမသိဘူးပေါ့ငါဒီမှာဖျားတာရှိခိုးနေတာစိတ်ကတော့ဝက်နေလို့စီပါကြာကောင်းလို့ဆရာတော်တရားပေါ်တော့အခုမှတော့ဝက်ပဲရှိတယ်โอเคမမနဲ့ပြန်ဆက်ပါတော့ဒီနေ့တော့အောင်နေနဲ့ဆက်မှာနေခရစ်စမတ်ဟုတ်တယ်ဒီတော့ကောင်းလို့ငါဆက်ခုမှဘာဗီဒီယိုနဲ့ဖုန်းဆက်လိုက်ငါနေတော့ခိုင်းတော့ဆိုင်ပြီးပြီလားဟဲ့နေတော့ဟိုနေ့ကငါဘလောက်ထိမှ business တိတယ်နေတော့မသိဘူးကောင်းပြင်ထားပါအဲ့ပါပြီးတဲ့ decoration တော့ပြင်တာ share ပြင်တာဒီ Christmas ရာသီဆိုသူများစီကပတ်စံနေတည်ရမလား discount ကိုချိုင်းမှယူအောင်မလားလေဒီတော်လေးတော့မသိဘူးနေတော့မဟုတ်ဘူးတော့ငါထုတ်ပေးရလားစကြောင်းနေတော့ယူမယ်ကောင်းတော့ဒါပဲဟယ်လိုမိုင်းနေလားနေတော့တော့ပါတယ်နေတော့ကောင်းတယ်ဟိုနေ့ကလည်းကောင်းတယ်ဒီနေ့တည်းတည်းချူစားအပိစက်ပေါ်ဝင်အောင်ကြားလားတေးရီနော်တေးရီမတာမမြူတာကောင်းတော့လည်းကောင်းပါစေတယ်တော့ဒီစတော့ပါလဲဟုတ်ပြီလားဒါပဲနော်ဒီနေ့ကျွန်တော်တို့ဒီစားတော့ Christmas နဲ့ဆက်လိုက်တဲ့နေ့ကျွန်တော်တို့ကျွေးမွေးကိုဖျားကြောင်းမှာဆိုတော့ဝတ်သားတဲ့အားလုံးချင်တယ်နော်ဝတ်သားတဲ့အားလုံးနေရာကျွေးလာတဲ့စတိုင်ရှိပြီဆိုတော့ကျွန်တော်တို့ချက်သားမျိုးတော့ဝတ်သားဆိုတာဒီကနေ့စားရတယ်ဝတ်သားတဲ့အားလုံးကိုချွေးလာတဲ့စိတ်ကြောနေပြီပေါ့ဝတ်သားတဲ့အားလုံးကိုချက်သားရှုပ်ဝတ်သားတဲ့ဒီဝိုင်းစက်ကလည်းစားတဲ့တော့ကောင်းပါပဲပတ်စံပြလာတာဖိုင်ရှာလို့ရတယ်အဲ့တော့လည်းတိတ်ချုံထားတာရှိတယ်ဖိုင်ရှာလို့ရတယ်အလူကြီးပြန်ကောက်လို့ရတယ်အလူကြီးကောက်တော့ဟောက်တော့ပြန်မကောက်လိုက်တာချက်သားဆိုတာကဘာလဲတော့တစ်ချက်လေးနဲ့ဝေစားလို့ရတယ်တောင်းစားတော့စားနိုင်တယ်။ဘာသာချက်ကြီးကိုစားနိုင်တယ်။ဘာသာကလည်းကျွန်တော်ဘာသာကကျွန်တော်ချက်သားကျွေးကောင်းတာလို့ပြောချင်တယ်။ဥပမာဘာသာကဆိုစပိန်အကောပါမှကြည့်ပါချက်တယ်။အဲ့လိုချက်စားတဲ့ကျွန်တော်တို့စားကြတော့ဒါလည်းဘုရားစားဘာသာနဲ့အားစားကြ။ပြောရတာတော့ဒါတော့ကျွန်တော်အဲ့လိုချင်းမျိုးစဉ်းစားတဲ့စဉ်းစားတဲ့ research တော့ငါဥက္ကဋ္ဌပဲငါစကားမှမထားဘူးဟုတ်တယ်မလား။အဲ့ဆိုတော့လို့စဉ်းစားတယ်真的真的要啊！你看，刚刚新手聊到的，什么嘛？我第一个，也别来那个。那啥吧，我记得当啥吧，去年当啥吧。မင်းကဆိုပြည့်သူကကြီးစားပါစေချမ်းသာပါစေမပေးကားတဲ့သူကငါလိုပဲတောင်းစားကြပါစေကြီးစားနေပါလိုက်ချတာကောင်းကြီးရပါစေဟာကွာမကြီးနည်းနည်းလေးပဲမနဲ့ဆောင်တော့တလုံးမင်းရတဲ့လုံးတော့မတနာကြဘူးမမြင်ရတဲ့ဘုရားဆိုဘာနဲ့မဆိုင်တော့ဘူးထင်တယ်ကွာမမိုက်ဘူးကွာဟာငါတော့ဒီလိုအချောင်ပေါ်နေလို့မဖြစ်ပါဘူးကွာအဆောင်ကြီးလားအလကား
ကောင်မတိတ်လိုက်တော့ဒီညတောင်းနောင်းနေတာခစ်စမလိုက်ဟဲ့အော်တော့ဒီစကောင်းချောင်းအဲ့ဒါဘာလို့ရှိလဲဆိုတော့လာတတိပါစံချောင်းတော့တော့ကျဘူးရှောင်းတယ်ဟောငါရမကြည့်လို့ရအောင်ကောင်မအမေတို့လာစနေလေးရောမညကြောက်တော့နေလို့ဖုန်းမပြေးဒီမပြေးပြောလိုက်ရှင်ကောင်မကျောင်းမှာဘူကင်နာတီးဘူကင်နာဟယ်လိုရှာဘောအမေကောင်စုစာတူရီကေဟောလာဒီလားဒုတာကစတမများတယ်50တော့မှ50ဘယ်တော့တော့ discount ချတယ်မသိဘူးဒီလားသူဝါတယ်မရှိရတဲ့ကရှိရတဲ့ရှင်ယေရှုတော်ညာလေတုံးနာနာလေသူပြောလို့တည်တာမှာလေပြောအောင်ဆက်ပြောအောင်ယေရှုကေတင်ရှင်နဲ့သူကလူနန်းကေတင်နေတဲ့ပြီးလူတွေကအပြစ်တွေကိုခွလို့တယ်တဲ့သူကြွလာမယ်တဲ့အဲ့လိုနဲ့မဆိုင်လို့တင်နေတော့ဒီမောင်နဲ့ဆိုင်တော့ပါဘူးဆိုင်ထားလိုက်တော့我是那个大好嘞，不会，喏，不会不怕你。ဒီသား Christmas ကအော်ရီလာတယ်။မိုင်းကျ။ဘာလဲဆူစားနေတယ်များလေးလား။ဟောတော့ဝင်ချင်ရီလာဟုတ်လား။ဒီကောင်တရားနဲ့လို့ဒီကောင်အားလုံးဝင်။ဟောအဲ့တော့ ဒီလားတခင်ယေရှုခရစ်တော်မှာဒီတိုင်းဝယ်ကြင်မှုဖာလာတယ်မှာဖြစ်ပါတယ်လူမျိုးမျိုးပါဘာသာမရွေးပါဘူးစစ်တမ်းမရွေးပါဘူးဒီအကြောင်းကိုကျွန်တော်ပြောပြရမယ်ဆိုရင်ကျွန်တော်နာမည်အားချိန်တော့အားလုံးမကြည့်ကြပါဘူးကျွန်တော်နာမည်အင်ဒရူးဖြစ်ပါတယ်အားလုံးယုံကြမှာမဟုတ်ပါဘူးတစ်ချိန်တော့ကျွန်တော်ဆိုလို့ရှိရင်ဖြားကြောင်းတက်ဖို့ကိုကျွန်တော်အရန်ကြောက်နေလို့ကြောက်ဖြစ်ပါတယ်ဒီယူဆနာကိုခေါ်လို့ရှိရင်ကျွန်တော်ကြောက်ရောက်ကိုစေထိုးတော့လို့ပဲမလုပ်ဘူးဗျာဒါမဲ့ဒီလိုကျွန်တော်တို့လူမျိုးတယောက်ကိုဒီချိန်မှာယူဆနာမှာဆရာအင်ဒရူးဖြစ်တဲ့ဖျားရှင်ခွဲခံမှတ်သားထားတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ဒီဘက်လေမျိုးလေးညငယ်မျိုးရုပ်လေးကမှယေရှုခရစ်တော်ဝေဖွားခိုင်းတဲ့ကျွန်တော်ရဲ့အသက်တာမှာဒီနေ့ဒီအချိန်မှာဆိုလို့ရှိရင်ဒီညမှာနှုတ်ဘတ်တော်ဝင်လာဖို့အတွက်ရောက်ရှိနေပါပြီဒီညခေါ်ဆောင်ပြီးဖျားရှင်ကအားလုံးလက်တော့ဒီမှာချွတ်ဆိုချီးမွမ်းရအောင်ကျွန်တော်ဘာပြောပြချင်တာလဲဆိုရင်လူသားတိုင်းမှာအဖြစ်တွေဒုက္ခတွေစိတ်ရစရာတွေအများကြီးကြုံတွေ့နေရပါတယ်ဆိုရပူပန်မှုတွေနဲ့အမြဲတမ်းချောင်းလန့်နေတဲ့အချိန်မှာကယ်တင်ရှင်ယေရှုခရစ်တော်လောကသားများကိုကယ်ထုတ်ဖို့လောကကိုကြွလာပါတယ်ဒီနေ့ကထူးခြားတဲ့သတင်းလေးပါပဲလောကကြီးမှာကြည့်လိုက်ပါအချိန်ဖြစ်စက္ကန့်နဲ့ချောင်းချောင်းချင်းချောင်းမှုတွေနဲ့ချောင်းချားစရာတွေနဲ့ပဲကြုံတွေ့နေရပါတယ်ဒါပေမဲ့ဒီထဲမှာကောင်းပြတဲ့သတင်းကအပြစ်ရှိတဲ့သူတွေကိုကယ်ဖို့လောကကြီးကိုငြိမ်းချမ်းပေးဖို့ယေရှုခရစ်တော်ဝေဖွားပါတယ်ဆိုတဲ့သတင်းကောင်းလေးကိုကျွန်တော်ဒီနေ့ယူဆန်နိုင်မှာဒီမှာရှိတဲ့လာရတဲ့ဒီကိုတွေကိုကျွန်တော်ပြောပြချင်တယ်ဒီညောင်ခဏရှောင်းလာတာတိုက်ဆိုင်လို့မဟုတ်ပါဘူးယေရှုခရစ်တော်ရဲ့မြတ်တာကိုဒီကိုဖျားသခင်ပို့ဆောင်ခြင်းဖြစ်တယ်ဒီအကြောင်းအရာသူသတင်းကောင်းလေးကိုကျွန်တော်ဒီမှာလာ